မင်္ဂလာပါခင်ဗျာယနေ့ကျွန်တော်တို့ channel မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတင်နိုင်တို့ရေးသားထားတဲ့ပကံရွှေပြည်မှသူရဲကောင်းများဆိုတဲ့စာအုပ်ကလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်စီမှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးပါဦးလို့လေးစားစွာဖြင့်ပတ်ကြားပါတယ်ခင်ဗျာစုတ်ကလေးမင်းနန်းဆန်ချိန်နန်းကြဘရင်ကြောင်ဖြူမင်းကြီးဟာတားငယ်အနုရာဓမင်းသားလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေမိတယ်။မင်းကြီးအသက်60ကျော်အရွယ်ရှိပြီမို့ကျန်းမာရေးကလည်းတိတ်မကောင်းဘူး။တလောကဆိုရင်တွက်ချပါရဝေဒနာခံစားနေရတဲ့အထဲအပြင်းဖြားလိုက်သေးတယ်။မြောက်ပြင်တဲ့မိဖုရားကြီးကတော့ခင်မွန်းတဲ့နန်းကြဘရင်ကြီးကိုဂယုတစိုက်ပြုစုပေးရှာတယ်။ရဟန်းဝတ်ကိုစွန့်ပယ်ပြီးဝိပ္ပူစင်ကြယ်နဲ့နေထိုင်ခွင့်ပြုတဲ့စုတ်ကလေးဘရင်မင်းမြတ်ကိုပဲကျေးဇူးတင်ရပေဦးမယ်။ဒါမှမဟုတ်ဘူးဆိုရင်နန်းကြဘရင်ကြီးဖို့ဝီနီးတော်နဲ့အညီမနေနိုင်တော့နေ့စဉ်ငရဲရနေမှာသိကြပါတယ်။စုတ်ကလေးဘရင်မင်းမြတ်ကနန်းတက်ခါစားကလောက်သူတို့မိသားစုပေါ်မှာစိုးစိုးဝါးဝါမဆက်ဆံတော့အရင်ကဆိုရင်အခုလိုမဟုတ်ဘူး။အရာရာကိုချုပ်ချယ်လွန်းနေနန်းတွင်းမှာသမားတော်အချို့ကိုဆေလွတ်ပြီးတော့နန်းကြဘရင်တစ်ဖြစ်တလဲရဟန်းအိုကြီးကိုကြည့်ရှုစေတယ်ဆိုပေတော့လည်းအမိကန်သာရှိပါတယ်။နန်းတွင်သမားတော်ဆိုသူတွေကလည်းစေးအတက်မှာအမှန်တကယ်တက်ကျွမ်းသူတွေမဟုတ်ကြဘူး။မင်းလိုလိုက်မင်းကြိုက်ဆောင်ပြီးသမားတော်ရာရယူထားသူတွေဖြစ်ကြတယ်။ပို့ပြီးတော့ဆိုရတာကကြောင်ဖြူမင်းကြီးကိုအတင်းအကျပ်ဖမ်းဆီးချိန်ချောက်ပြီးတော့ရဟန်းဝတ်စေခဲ့တော့လဲမင်းကြီးကိုတန်တရားကိုချစ်မြတ်နိုးတော်မူ၍ရဟန်းပြုသွားပြီလို့သတင်းလွှင့်ခဲ့ပါတယ်။ဒီအကြောင်းတွေကိုစဉ်းစားမိတိုင်းမြောက်ပြင်မိဖုရားကြီးဖို့နှလုံးမသားမရာဖြစ်ရတယ်။စုတ်ကလေးကနောင်တော်ကြီးစိုးမင်းသားနဲ့ပူပေါင်းပြီးခမဲတော်ကျောင်းပြူမင်းကြီးကိုကျောင်းတော်ရေစက်ချအလှူ၌တာရုခေါ်ပေးဖို့အတွက်လာရောက်ပင့်ဖိတ်ခဲ့ပါတယ်။အဲကနေစပြီးအခုလိုအတင်းအကျပ်ရဟန်းပြုစီခဲ့ခြင်းဖြစ်ပါတယ်။ဒီကြံစီကိုကြံစီခဲ့တဲ့အထက်ကတရားခံကလည်းစုတ်ကလေးပင်ဖြစ်ပါတယ်။စုတ်ကလေးကကြီးစိုးမင်းသားရဲ့ညီတော်ဟုသာဆိုရတယ်။အသက်အရွယ်အဖြစ်6လပဲกว่าတယ်။ကြီးစိုးမင်းသားကိုကျောင်းပြူမင်းကြီးတောင်မင်းနဲ့မိဖုရားကြီးမှာဖွားမြင်ခဲ့သည့်ဤသူစုတ်ကလေးကိုလည်းအလဲပြင်းတဲ့မိဖုရားကြီးကဖွားမြင်ခဲ့ခြင်းဖြစ်ပါတယ်။စုတ်ကလေးကငယ်ရွယ်ကလေးကပင်ပါရည်နဲ့ရရှိတယ်။နန်းတွင်မှာတောင်မြင်တဲ့မိဖုရားမှာဖွားမြင်သောကြီးစိုးမင်းသားမှာအရေးပါသည့်လျောက်သူကကြီးစိုးမင်းသားထံအမြဲချစ်ကပ်တယ်။အမိခွဲညီကိုများဖြစ်ကြသည့်ဤသူတက်တူရွယ်သူများဖြစ်ကြတော့ဒီညီကိုနူးဟာအမြဲတပူတော်တွေဖြစ်နေတတ်ကြတယ်။ကျောင်ပြူမင်းကြီးကိုအရင်ကကွမ်းစော်မင်းတရားလို့ခေါ်ဆိုကြတယ်။ကျောင်ပြူမင်းကြီးကတော့တန်တဲ့မင်းကြီးမိဖုရားအောင်တူးမှဖွားမြင်ခဲ့သူဖြစ်ပါတယ်။သူကလူယိုဘဝကအခွန်အကောင်းများပေးဆိုင်ရန်စော်ဩဝါသည်ကွန်းစော်တူဖြစ်ခဲ့ပူပါတယ်။အဲဒီတုန်းကသူမြောင်လဒေသဘက်မှာနေပါတယ်။စော်ရဟန်းမင်းကြီးတမန်အမှုတန်းကလေးများသာဖြစ်ပေမဲ့သူကအလုတ်ကြိုးစားတယ်ဇွဲလုံးလာရှိတယ်။တူရင်တောင်ထက်၌ဘရင်မင်းမြတ်ရဲ့တိမ်ဆောက်လို့ရမှာကွန်းစော်လူလင်ကအင်တိုက်အားတိုက်ပါဝင်အမှုတော်ထမ်းခဲ့ပါတယ်။အဲဒါကြောင့်လဲထိုအချိန်တည်းကပင်စောရဟန်းမင်းကြီးရဲ့အလေးဂရုပြုမှုကိုခံခဲ့ရပါတယ်။ကံတရားရဲ့အလဲပြောင်းကတော့တော်တော်ကိုစမ်းကြယ်တယ်။လူလင်ကအသက်28နှစ်အရွယ်မှာပကံထီးနှန်းကိုစက္ကန့်ခွင့်ရခဲ့ပါတယ်။နတ်မြတ်ဒေဝါတို့ကဝိုင်းဝန်းမဆခဲ့တာလဲဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။ပကံပြည်သူပြည်သားတို့ကတော့တန်တဲ့မင်းရဲ့မိဖုရားငယ်တစ်ပါးမှာဖွားမြင်ခဲ့တဲ့ကွန်းစော်လူလင်ကိုပကံဘရင်ဖြစ်လိုလိုလားလားရှိခဲ့ကြပါတယ်။တန်တဲ့မင်းဆိုသူကလည်းတခြားမဟုတ်ဘူး။လက်ရှိပကံမင်းနေပြည်တော်ကြီးကိုတည်ထောင်ခဲ့တဲ့ပြင်ပြားဘရင်ရဲ့သားတော်အရင်ပါ။ကွန်းစော်လူလင်ကဘရင်ဖြစ်လာတော့ပကံမှာအုတ်ကြောင်းကြီးတစ်ကြောင်းကိုစောက်လုပ်ခဲ့တယ်။အဲဒီနောက်ဗုဒ္ဓမြတ်စွာရတ်တော်မူဟန်ရုပ်ပွားတော်တဆူကိုလည်းတည်ထားကိုးကွယ်ခဲ့တယ်။ထုံးပြူသုံးလိမ့်ထားတဲ့ခမ်းနားထေဝါတဲ့အုတ်ကြောင်းကြီးကဒါယကာဘရင်မင်းမြတ်ကိုပကံပြည်သူပြည်သားတို့ကကျောင်းဖြူမင်းဆိုပြီးအမည်နာမပြုကြပါတော့တယ်။ကွန်းစော်လူလင်ကအဲ့ဒီတုန်းကဗုဒ္ဓသာသနာကိုပကံနေပြည်တော်မှာထွန်းကားပြန်ပွားစေရေးအတွက်မုံမြတ်တဲ့ရည်ရွယ်ချက်နဲ့ကျောင်းကန်ဖျားတွေစောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့နန္ဒကာကိုးကွယ်ကျူသူတွေကြားမှာဗုဒ္ဓသာသနာထွန်းကားပြန်ပွားရေးက
သူမျော်မှန်းသလောက်မလွယ်ကူလာဘူးညီတော်ပင်ဆိုသေးကောင်မူသူထီးနှန်းစိုးဆိုင်ရာ12နှစ်တာကာလအတွင်းမှာပကံနေပြည်တော်မှာစစ်မှတ်မရှိငြိမ်းချမ်းနေခဲ့ပါတယ်သူနန်းတက်စာကာလမှာဖွားမြင်ခဲ့တဲ့တောင်မြင်တဲ့မိဖုရားကြီးရဲ့သားတော်ကြီးစိုးမင်းသားနဲ့အလဲပြင်းမိဖုရားရဲ့သားတော်စုပ်ကလေးမင်းသားတို့ကိုလည်းအထိုက်လျောက်အစီအနှင်းအဆောင်ရွက်များပေးခဲ့တယ်ဒါပေမဲ့ဒီသားတော်တွေဟာသူ့ရဲ့ကျေးဇူးတော်ကိုမျှမထောက်သူ့အပေါ်၌ရက်ဆက်စွာပြုမှုခဲ့ကြတယ်။ကျောင်းပြူမင်းကြီးကိုသားတော်ကြီးစိုးနဲ့စုပ်ကလေးတို့မှပကံထီးနှမ်းမှာဖယ်ရှားခဲ့စဉ်ကမြောက်ပြင်တဲ့မိဖုရားကြီးမှာကိုဝင်တဲ့အရက်မှာနဲ့ပဲရှိပါသေးတယ်။အဲဒါကြောင့်လဲကျောင်းပြူမင်းကြီးဖို့ဒုက္ခပင်လယ်ဝေခဲ့ရတယ်။ကြီးစိုးမင်းသားထီးနှမ်းကိုရပြီးကသာနောက်တစ်နှစ်မှာပင်ကျောင်းပြူမင်းကြီးမြောက်ပြင်တဲ့မိဖုရားကနေသားတော်လေးတစ်ပါးကိုဖွားမြင်ပါတယ်။ကြီးစိုးမင်းသားကကျောင်းပြူမင်းကြီးကိုထီးနှမ်းကဖယ်ရှားပြီးအဓမ္မရဟန်းဝတ်စေခဲ့ပေမဲ့မိဖွားပြီးကသာမြောက်ပြင်တဲ့မိဖုရားကြီးကိုနန်းတွင်းမှာပဲဆက်လက်နေထိုင်ခွင့်ပြုပါတယ်။အဲ့လိုနေထိုင်ခွင့်ပြုရတဲ့အကြောင်းကလည်းမြောက်ပြင်တဲ့မိဖုရားကြီးဟာကြီးစိုးမင်းသားရဲ့မိသွေးတော်ဖြစ်နေတာလည်းတစ်ကြောင်းပါပါတယ်။ထို့ကြောင့်လည်းမြောက်ပြင်တဲ့ဤသားတော်မင်းသားလေးကိုထီးနှမ်းဆယ်လာမပြတ်အနုရာဓရွာသားဖြင့်ချီးမြှင့်ခဲ့ပါတယ်။ကြီးစိုးမင်းသားဘုရင်ဖြစ်စဉ်အသက်22နှစ်ရွယ်သာရှိပါသေးတယ်။သူကပကံဘုရင်တစ်ပါးဖြစ်ပေမဲ့ထီးရိမ်နှမ်းရိမ်မှမနေတိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတာကိုစိတ်မဝင်စားညီတော်စုပ်ကလေးရဲ့အစီအမံဖြစ်တာသူကပကံဘရင်ဖြစ်လာခဲ့တာပါအမှန်တကယ်စိတ်ဝင်စားတာကတောကစားထွက်တာပဲကြီးစိုးမင်းသားဘရင်ဖြစ်လာပြီးနောက်ချင်းတွင်းညွန့်နှံအရက်၌ယာယီနန်းတော်ဆောက်လုပ်ခါတောလည်နေပါတော့တယ်တိုင်းပြည်အုပ်ချုပ်ရေးကိစ္စအဝဝကိုညီတော်စုပ်ကလေးကိုလွှဲထားတယ်ကြီးစိုးဟာယာယီစံနှန်းတော်၌စံနေကဗန်ကြီးဆယ်ရွာတိုက်ဘက်သို့သွား၍တမင်လိုက်တတ်ပါတယ်ညီတော်စုပ်ကလေးမင်းကဤကိစ္စတွေအဆဆရရအစဉ်ပြေချုံးမီအောင်စီမံဆောင်ရွက်ပေးပါတယ်။ဒါပေမဲ့ကြီးစိုးမင်းခမ6နှစ်မြသာထီနှံစိုးဆိုင်ခွင့်ရလိုက်တယ်။တနေ့ဒေါကစားထွက်ရင်တမင်တကောင်ရေတောက်နေတာကိုတွေ့လို့အသာချောင်းမြောင်းနေတယ်။အဲဒီတော့တွင်မှာတောလိုက်မုံဆိုတူကလည်းတမင်ကိုတောဆက်ချုံဖို့တနေရာမှာချောင်းမြောင်းနေပါတယ်။တမင်ကကြီးစိုးမင်းသားကတွေ့တာနဲ့ရုတ်တရက်လန့်ပြီးပြေးတော့မုံဆိုးပြစ်တဲ့မြားကကြီးစိုးမင်းသားကိုထိမှန်ပြီးနတ်ရွာဆန်သွားခဲ့ပါတယ်။ပကံနေပြည်တော်မှာလည်းကြီးစိုးမင်း၏တရင်ကိုညီတော်စုပ်ကလေးကဖုံဖုံပြီးပြုလုပ်ပြီးတော့ထီးနှန်းကိုဆက်ခံခဲ့တယ်။စုပ်ကလေးမင်းကနန်းတက်တော့သူ့ကိုမလိုလားတဲ့နန်းတွင်းရာရှိကြီးတဦးကသဘောကိုင်ကြီးသူများကိုစီယုံတုံသွင်းပြီးပုံကန်ထကြဖို့ကြိုးပမ်းခဲ့ပါသေးတယ်။ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။စုပ်ကလေးရဲ့တက်တွေကလက်ဦးမှုကိုရသွားခဲ့တယ်။ဒါနဲ့စုပ်ကလေးမင်းကအခက်အခဲမရှိနန်းတက်လာခဲ့တော့တယ်။စုပ်ကလေးမင်းဟာမိမိကိုမလိုလားတဲ့နန်းတွဲရာရှိကြီးကိုလည်းယာထူးကနေဖယ်ရှားပစ်လိုက်ပါတယ်။စုပ်ကလေးမင်းနန်းတက်လာတာနဲ့ဘာသာရေးဆိုင်ရာအကြီးအကဲများအားလုံးကိုခေါ်ယူပြီးစီယုံသိမ်းသွင်းလိုက်တယ်။ခမဲတော်ကိုထားရှိရာအကြောင်းကိုတွားရိုက်နေထိုင်လိုတဲ့မိသွေးတော်မြောက်ပြင်တဲ့မိဖုရားကိုလည်းသူ့ဆန္ဒလျောက်တွားရောက်နေထိုင်ခွင့်ပြုခဲ့တယ်။ညီတော်အနုရာဓရွာသားမင်းသားလေးကိုလည်းအထိုက်လျောက်ချီးမြှင့်မြောက်စားပါတယ်။ဒါပေမဲ့လိုလားတော့မဟုတ်ခဲ့ဘူး။ပြည်သူတွေရဲ့အမြင်မှာတနာကျင်နာတဲ့စိတ်နှလုံးကောင်းရှိတဲ့ဘုရင်တစ်ပါးအဖြစ်ထင်မြင်လာစေဖို့အတွက်ပြုမှုဆောင်ရွက်ခြင်းပါပဲပကံပြည်သူအများစုကစုပ်ကလေးမင်းပေါ်မကောင်းမြင်ရှိကြတယ်အဓိကအကြောင်းရင်းကလွန်ခဲ့တဲ့နှစ်နှဲငယ်ကာလမှာဖခမဲတော်ကျောင်းပြူမင်းကြီးကိုထီးနှန်းကဖယ်ရှားပြီးတော့အာဓမ္မရဟန်းပြုစေခဲ့တယ်ကိုထီလည်းရောက်ပါဝင်ဆောင်ရွက်ခဲ့သူတယောက်ဖြစ်တဲ့အတွက်လုံးဝမကြည်ကြဘူးကြီးစိုးမင်းကလည်းနန်းတွင်းရေးကိုစိတ်ဝင်စားသူမဟုတ်တော့တောင်မြင်တဲ့မိဖုရားကြီးကဖွားမြင်တဲ့ကြီးစိုးမင်းသားကိုခုလုံးလုပ်ပြီးထီးနှန်းကိုခြေလေခွင့်ရအောင်ကြိုးပမ်းခဲ့တဲ့စုပ်ကလေးမင်းရဲ့ကောက်ကျစ်ဆင်းလဲပုံကိုပကံပြည်သားတို့ကမမေ့ကြဘူး။နောက်ပြန်တဲ့မိဖုရားဟောင်းကတော့တူတော်စုပ်ကလေးပြန်ပေါ်ကဲ့ရဲ့ရှုံချမှုတွေအများကြီးကြားကနေချီမွန်စကားတစ်ခုကိုဆိုတယ်။ခမဲလည်းဖြစ်တဲ့နန်းကြပြင်ကြီးကိုရဟန်းဝတ်ဖြစ်နေရာကဝတ်ဖြူလဲနေထိုင်စေရေးအတွက်လျှောက်ထားရာအသာတကြီးခွင့်ပြုခဲ့ရဖြစ်ပါတယ်။မင်းကြီးကတွက်ချဘာရယောဂရှိ၍စွန်းကုန်းကစားအစင်မချောအစစအရာရာမြောက်ပြင်တဲ့မိဖုရားဟောင်းကြီးရှိ၍တော်ပါသည်တားငယ်အနုရာဓပြောသားလေးကလည်းအမြဲလိုမိဘများရှိရာအကြောင်းမှာလာရောက်နေထိုင်ပါတယ်။စုပ်ကလေးမင်းကမူလကပင်ပကံထီးနှန်းကိုရယူနိုင်ရန်ကြံစီခဲ့သူဖြစ်တယ်။သူဟာအလဲပြင်တဲ့မိဖုရားကဖွားမြင်တော့ထီးနှန်းမွေလျော်ပြီးထီးမွေနန်းမွေ၌တောင်မြင်တဲ့မိဖုရားကြီးကဖွားမြင်သူကြီးစိုးမင်းသားလောက်နန်းတွင်းမှာအရေးမပါလာဘူး။ဒါပေမဲ့စုပ်ကလေးကညံရီထက်မြက်တယ်။သူထီးနှန်းရနိုင်ရေးအတွက်တေချာကြနာစွာအကွက်ဆင်ဆောင်ရွက်ခဲ့တယ်။မူးမတ်ချို့ကကြီးစိုးမင်းသားနဲ့အဆန်းချင်းဟာညီတော်စုပ်ကလေးရဲ့ပယောကမကင်ကြောင်းမှတ်ယူကြတယ်။အမှန်တကယ်လဲတန်တရားဖြစ်စရာကောင်းလာတယ်။ပ
ကံဘရင်တစ်ပါးဒေါကသားထွေရမှာတန်မန်မုတ်ဆိုးတူးရဲ့လက်ချက်နဲ့မြမှန်ပြီးဘရင်နဲ့ရွာဆန်းရတယ်ဆိုတာရုပ်တည်ရုပ်တာမရှိပါဘူး။နန်းကြဘရင်ကြောင်ဖြူမင်းကြီးကကျောင်းသင်ခန်းထက်မှာစိတ်လက်မတက်မတာစံနေရာကနေအတိတ်ကျောင်းတွေကိုပြန်ပြောင်းတွေးမိတဲ့အခါပို့ပြီးတော့စိတ်မချမ်းမသာဖြစ်လာတယ်။ဂီလာနာဒုက္ခိတာကြီးမို့တနေရာကနေတနေရာကိုရွှေ့ပြောင်းသွားလာဖို့ရေးကိုပဲဖေးကူနိုင်မဲ့သူကိုအားကိုးနေရတာအားမတန်ပြီးမန်လျှော့နေရပြီ။နန်းကြမင်းကြီးကခက်လန်းလန်းကနေမိမိကောင်းမှုတော်အုတ်ချောင်းဖြူခြင်းနဲ့ရက်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကိုငေးမျောကြည့်နေမိတယ်။ကျောင်းဖြူကြီးကအုတ်အင်္ဂလေးတို့ကြွားကြပျက်စီးပြီးဗုဒ္ဓရုပ်ပွားတော်ကြီးကလည်းခြုံနွယ်ပိတ်ပေါင်းနေနဲ့ဖုံးလွှမ်းစာပြုနေပြီ။အနုရာဓမင်းသားလေးကဖခင်ကိုကြည့်ပြီးဝမ်းနဲ့ကြေခွဲသွားမိတယ်။ဖခင်ကမျက်ဝန်းအင်ကစီးကြတဲ့မျက်ရည်ကိုပင်သူ့လက်နဲ့တုံ့နှံစွမ်းမရှိတော့ဘူး။မင်းသားလေးဖို့သူ့ရဲ့ဖခင်ဟာတချိန်ကပကံမင်းနေပြီးတော့မှလျှက်လျှက်တော့ဘရင်တစ်ပါးဖြစ်ခဲ့တာကိုမယုံတဝက်ယုံတဝက်ဖြစ်နေရရှိပါတယ်။နန်းကြမိဖုရားဖြစ်သူမေတော်ကခက်လန်းလန်းကနေချက်ပြုတ်နေရကနေခင်မွန်းတဲ့အတွက်နေ့လည်သာထမင်းကိုပြင်ဆင်ရင်းအလုရှုံနေတယ်။စိတ်ထဲမှာလည်းရေရွတ်ဆူတောင်းနေမိတယ်။ပကံမင်းနေပြီးတော့မှမင်းကောင်းမင်းမြတ်တစ်ပါးအလယ်မြန်စိုးစံခွင့်ရပါစေ။မြောက်ပြင်တဲ့မိဖုရားဟောင်းရဲ့ဆူတောင်းဟာမပြည့်ခဲ့ဘူး။ဆိုကရင်မင်းဟာပြည်သူတွေကိုနှိပ်စက်ကလူပြုတ်ခဲ့တာနှစ်တန်ကြာခဲ့ပြီ။အခုကကြီးစိုးမင်းနန်းတက်ပြီးတစ်နှစ်ကြာမှဖွားမြင်တဲ့အနုရာဓရွာသားမင်းသားလေးကိုပင်လူလားမြောက်ပြီးတော့လူလင်ပြိုရွယ်ဖြစ်နေပြီ။အနုရာဓကခမဲတော်ထမ်းမှ၎င်းမဲတော်ထမ်းမှ၎င်းစုတ်ကလေးရဲ့ခါးသီးတဲ့အပြုတ်မှုတွေကိုကြားသိတဲ့အခါစုတ်ကလေးပေါ်အလွန်ရွံရှာမုန်းတီးတယ်။ဒီနေ့စုတ်ကလေးမင်းကအခေါ်တော်ရှိသည်ဆိုပြီးအနုရာဓမင်းသားနန်းတွင်းကိုအခါစားဝင်ရတယ်။စုတ်ကလေးဘရင်ဟာအနုရာဓ၏အမိခွဲနောင်တော်ဟုဆိုပေမဲ့အသက်အရွယ်ကအနှစ်20ကျော်ရွယ်ဖြစ်နေပြီ။အနုရာဓကနောင်တော်စုတ်ကလေးဘရင်ကိုအိတ်ဆောင်တော်အတွင်းမှာတွားရောက်ဖူးတွေ့ရတယ်။ဘရင်ရှိတော်မှရောက်တော့လဲထွေထွေထူးထူးမရှိဘူး။နောင်တော်ကအเจ้าမဲ့ခေါ်ယူပြီးကလူကြည်စဲခြင်းတာဖြစ်တယ်။နောင်တော်မိတ်ဆိုတဲ့အထက်မှာသူ့အားညီသားနောင်မယ်လို့ခေါ်ဆိုခြင်းဟာအနုရာဓကနားမလည်ခဲ့ဘူး။ခမဲတော်နေထိုင်ရာကျောင်းသင်ခန်းရောက်တော့မှအနုရာဓကခမဲတော်နန်းကြဘရင်ကြီးကိုပြောပြတယ်။ညီသားနောင်မယ်ရဲ့အတိတ်ပဲကိုမေးမြန်းတော့ခမဲတော်ကမျက်ရည်ကျတယ်။မဲတော်ကလည်းတောက်တစ်ခေါက်ခေါက်နဲ့အနုရာဓကနားမလည်၍ခမဲတော်ကိုရှင်းပြဖို့တောင်းပန်တယ်။ဒီတော့မှညီသားနောင်မယ်ဆိုတာမဲတော်ကိုတိမ့်ပိုက်မယ်လို့ဆိုလေရှိကြောင်းညီသားဟူသည့်အကယ်၍စုတ်ကလေးမင်းကအနုရာဓ၏မဲတော်မြောက်ပြင်တဲ့ကိုတိမ့်ပိုက်ပါကသူနှင့်အနုရာဓတို့ညီကိုသာမကတားအဖဖြစ်ပါတော်ဆက်လာပြီဖြစ်ကြောင်းစသဖြင့်နန်းကြဘရင်ကြီးကသားတော်ကိုရင်နှစ်စွာဖြင့်ရှင်းပြရှာတယ်။ဒီချိန်မှာတော့အနုရာဓဒေါသကိုမထိန်နိုင်တော့ဘူး။မိမိမဲတော်သည်စုတ်ကလေးဘရင်ရဲ့မိထွေးတော်လည်းဖြစ်ပါတယ်။ဒီလိုစော်ကားဝင်သူကပကံထီးနှန်းကိုလုံးဝမအပ်ဆက်ဖယ်ရှားပြရမယ်။အနုရာဓရဲ့ရင်တွင်မှာမုံနီးရွှာစိတ်တွေနဲ့ဂိမ်းဝန်လွှတ်မို့သွားတယ်။သားတော်စိတ်ဆင်းရဲတော့မဲတော်ကလည်းမကြည့်ရဲ့။ခပဲတော်နန်းကြဘင်ကအနုရာဓကိုအနီးသို့လက်ရက်ခေါ်တယ်။အဲ့ဒီနောက်တီတိုစကားမှာကြတယ်။ပုပ်ပားကိုသွားပုပ်ပားမှာသူ့ကိုကြည်ညိုလေးစားတဲ့အမှုတန်းအရာတန်းဟောင်းတွေနဲ့တွေ့ဆုံပါ။လက်တလောစုတ်ကလေးရဲ့မျက်နှာ၌မှာပဲသူ့ရဲ့မျက်နှာတွေတချို့ရှိနေကြတော့မယ်။ပုပ်ပားမှာတင်နကဖြူဟာအတက်မျိုးစုံကိုစီးပူးလေတာကျွမ်းကျင်တက်မြောက်မှအင်အားအပြည့်နဲ့ပကံကိုပြန်လာနန်းကြဘရင်ကြီးကအသေးစိတ်မှားကြနေတယ်မဲတော်မြောက်ပြင်တဲ့ကလည်းသားတော်ကိုအားပေးတယ်ဘရင်သားတော်ဟိုဒီပြင်ဖြစ်ဖို့အခွင့်အလမ်းကမွေးတွေကပါခဲ့ပြီဖြစ်တယ်လိုအပ်ရင်ပုပ်ပားကိုသူကိုယ်တိုင်လိုက်လာပြီးခင်မွန်းတယ်ကြီးအရာတန်းမြင်းစည်းမြင်းကောင်းချို့နဲ့ဆက်သွယ်ပေးမယ်ဒါပေမဲ့ဒီအဆိုကိုအနုရာဓကလက်မခံလောလောဆယ်ဒုက္ခိတာဖခင်ကိုကျွေးမွေးစောက်ရှက်ရန်မဲတော်ကျောင်းသင်ခန်း၌ရှိနေဖို့လိုတယ်လိုအပ်ရင်တော့မဲတော်ရဲ့အကူအညီကိုရယူမယ်အနုရာဓဟာပကံတဲ့တနေရာထိမိမိကိုကြည်ညိုလေးစားတဲ့ကလန်တန်ပြင်းနန်းတွင်းနယ်ဝါးတွေနဲ့တိတ်တဆိတ်နှီးနှောတိုင်ပင်သစ္စာပြုခဲ့တယ်ခမဲမင်းနဲ့အတူတိမ်မွေ့ရန်ဤသို့သောသစ္စာတော်ချွတ်မှုကားအပြစ်၈ပါးဒဏ်၁၀ပါးရောက်စီအပေ၄ပါး၌ဖြစ်လို့၏ခမဲတော်မင်းကြီးကြားသည်တော်သားတော်အတွက်ဝမ်းမြောက်ပီတိမျက်ရည်ကျပြန်လေသည်ဤသို့နဲ့စုတ်ကလေးမင်းနန်းဆန်အနှစ်20ကာလမှာအနုရာဓဟာပုပ်ပားအရက်ကိုထွက်ခွာဖြစ်တယ်ပုပ်ပားမျိုးလေးကပကံမင်းနေပြည်တော်နဲ့မနီးမဝေးမှာတည်ရှိတယ်ပုပ်ပားတောင်မကြီးရဲ့အနောက်တောင်ခြေမှာတည်ရှိပြီးတေးလေကြောင်မင်းလက်ထက်ကလေးကပေါ်ပေါက်ခဲ့တယ်လို့ဆိုကြတယ်ဘယံမင်းမြတ်ကပုပ်ပားမှာမဟာဂိရိနတ်မောင်နှမတို့နန်းနန်းတီယာကပုပ်ပားမျိုးအထင်ရှားပေါ်လာခဲ့တယ်အနုရာဓပုပ်ပားကိုရောက်တော့
ဒေသခံပြည်သူတွေကိုစီယုံသိမ်းသွင်းတဲ့ယာယီစံနှန်းစောက်တယ်အဲ့ဒီနောက်စင်မြင့်ပူပါတွေထားရှိရန်စင်ကျုံမြင့်တက်စသည်တို့ကိုတိစောက်တယ်ကံကြီးတွင်ထိတ်ကန်ဈေးပြူကန်ပတောက်ကန်တိမ်ကန်စတဲ့ရေကန်ကြီး9ကန်ကိုတူးတယ်အနုရာဓဟာပုပ်ပားနယ်မှာ9နှစ်မြဓာကုံလှန်ထိုးမြင်းစီစတဲ့ပုရိသယောက်ျားတို့တက်အပ်တွေကိုဆရာကောင်းသမားကောင်းထံမှာစီပူးလေ့လာတယ်ကျိုးပန်းလေးကျင်တယ်တစ်ဖက်ကလည်းလက်နဲ့လူသူစုဆောင်းတယ်တိတ်မကြခင်မှာပဲအင်အားတောင်တင်းနဲ့တက်ကြီးတက်ရလာခဲ့တယ်ရွှေစီတိုင်းတန်ဖိုးစင်ကျုံစတဲ့ကြေးရွာတွေမှာအနုရာထားတဲ့အကြံစီကိုထမြောက်ဖို့အတွက်ဆောင်ရွက်ကြမဲ့သူတွေကစနစ်တကျပြင်ဆင်ကြတယ်အဲ့ဒီနောက်ပုပ်ပားအောင်မြေမှာအောင်မြေနင်းကြတယ်အနုရာဓဟာပကံစုပ်ကလေးမင်းကိုထိနှံ့ကဖယ်ရှားရန်အသင့်ဖြစ်နေခဲ့ပြီတိုက်ပွဲဝင်ကြရတော့မယ်ပကံကိုကယ်တင်မှုရာမိမိတို့အစွမ်းကုန်ကြိုးစားကြရမယ်မြင်းတယ်တော်များနောက်လိုက်ပိုးပါတွေကစိတ်တက်ကြွလည်းရှိကြတယ်အားလုံးစင်သစ်ဖြစ်တဲ့အခါပကံမင်းနေပြီးတော့ကိုဥချီချီတက်သွားကြတော့တယ်အနုရာဓမင်းသားရဲ့နောက်လိုက်ပိုးပါတို့ကမနှဲလာဘူးအမှန်ပင်ခေါပင်ဒီတက်ကြီးတွင်ဖြစ်သွားခဲ့ပါတော့တယ်မင်းမြတ်နော်ထားတက္ကရာ406ခုတော်သိန်းလာဆန်9ရက်နေ့မှာအနုရာဓရဲ့တက်တွေကအလုံးရင်းနဲ့ပုပ်ပားကနေပကံမြို့တော်စီကိုဥတီချီတက်လာခဲ့တယ်အသက်30ရွယ်မြောက်ပဲရှိသေးတဲ့အနုရာဓမင်းသားဟာမင်းတယ်တော်တွေချင်းလင်းစစ်တယ်တော်တွေကိုအုပ်ချုပ်ကွက်ကဲပြီးတော့အောင်စီအောင်မောင်းနေစူညံသွားတီးပြီးမြို့တော်တရပါတကားကိုတစားချင်းကပ်လာခဲ့တယ်ဒီအကြောင်းကိုကြားသိရသူဖခင်နန်းကြမင်းကြီးနဲ့မိခင်မြောက်ပြင်တဲ့မိဖုရားဟောင်းကြီးတို့ကတားဖြစ်သူအတွက်ဝမ်းမြောက်ပီတိဖြစ်ကြရတယ်ပကံပြည်သူအများကလည်းအနုရာဓကိုတောင်းတောင်းဖျားဖျားကြိုးဆိုကြတယ်အနုရာဓဟာတရပါတကားထိပ်ကိုရောက်တည်နေတဲ့နောင်တော်စကလေးဘရင်ကိုစာသွင်းပို့ဆက်လိုက်တယ်စာသွင်းမှာနောင်တော်အနေနဲ့နန်းကိုပေးမည်လောစစ်ကိုပြုတ်မည်လောဟုပြက်ပြက်သားသားမေခွန်းထုတ်လိုက်တယ်စကလေးရဲ့စစ်တီအများကလည်းတရပါတကားရဲ့အတွင်းဘက်မှာအသစ်နေရာယူထားကြပြီကျန်တရပါတကားတာတန်တကားငမီးရတကားစတဲ့မြို့တကားတွေကိုလည်းစစ်တီရဲမဲ့အင်အားတွေခွဲဝေစောင့်ကြနေကြတယ်ဒါပေမဲ့စုတ်ကလေးမင်းကသူတို့ကိုတစုံတစ်ခုအမိတ်မပေးသေးစုတ်လေးကအနုရာဓထံကစာသွင်းကိုရတဲ့အခါအလွန်အမင်းဒေါသထွက်သွားတယ်တက်တော်35နှစ်အရွယ်ရှိပြီဖြစ်တဲ့မိမိလိုဧကရစ်ဘရင်မင်းမြတ်ကိုမလောက်လေးမလောက်စားကတင်းမှာနိုးနံမစင်သေးတဲ့အနုရာဓကတိုက်ခိုက်မယ်လို့ရန်စကားဆိုလာတယ်ငါကတနာကိူနာသက်စွာနဲ့ခမဲတော်ကိုလည်းကျောင်းသင်္ကန်းတောရမှာစောက်တည်ပြီးကောင်းစွာထားခဲ့တယ်။တင်းရဲ့မဲတော်ကိုလည်းတင်းကိုရောအထိုက်လျောက်ချီးမြှင့်မြောက်စားခဲ့တယ်။အခုတော့ငါမွေးတဲ့မြောက်ကငါ့ကို6လန့်နေပြီ။အနုရာဓဆိုတာငါရဲ့လက်ကုပ်တွင်းကရေတပွဲသာဖြစ်တယ်။တင်းကိုငါ၏မိသွေးတော်ကဖွားမြင်လို့သာညီတော်လို့ဆိုရတယ်။တင်းဟာငါ့ကိုနောင်တော်ဖြစ်အတိမတ်ပြုသူမဟုတ်ဘူး။အလေးဂရုထားသူလည်းမဟုတ်ဘူး။နောင်တော်ပြင်ကြီးစိုးတာယနေ့ထိတက်ရှိထင်ရှားရှိပါမူငါ့ကိုအပြစ်တင်ရောမယ်။စောစီစွာကာလကပင်အနုရာဓကိုဖယ်ရှားပစ်ခဲ့တာမဟုတ်ပါလား။အခုတော့ရန်သူကလက်တကန်းကိုရောက်နေပြီ။စုတ်ကလေးမင်းဟာရာဇဗလင်ထက်ကအဆင်းပြီးတော့ညီလာခံတပင်လမ်းအတိုင်းလမ်းလျှောက်လာလိုက်တယ်။မုံမတ်ဘဝါတို့ကဘရင်မင်းမြတ်ရဲ့ရိတ်ချီကိုစောင့်ကြည့်နေကြတယ်။စစ်သူကြီးရထဘာလာကလက်အုပ်ချီလေးရဲ့ကိုအသားအရာကိုင်းယုံပြီးဘရင်မင်းမြတ်ရဲ့နောက်တော်ဘားကနေတရွရွလိုက်ပါလာတယ်။စုတ်ကလေးမင်းကညီလာခံသပင်ဆောင်အလဲပေါက်ရောက်မှာတော့ရုတ်တရက်ရပ်တန့်လိုက်ပြီးသူကိုယ်တိုင်အနုရာဓကိုစီကျင်တိုးတိုက်ခိုက်မယ်။အားလုံးအရန်သင့်ရှိစေဆိုပြီးစစ်သူကြီးရထဘာလာကိုမိန့်တော်မူလိုက်တယ်။စုတ်ကလေးမင်းရဲ့မိန့်မာစကားကိုခြေမြန်တော်တို့ကတရပါတကားမှာစောင့်ကြပ်နေတဲ့အနုရာဓစီစောင့်ကျင်းလာကြတယ်။နေမွန်တိန်နှစ်ဘိုးကျော်မှာတော့တင်မထီချောင်းကမလွင်မြမှာရဲမဲ့ဘိုးဘာတို့ကနေရာယူပြီးကြပြီ။အနုရာဓရဲ့စစ်တီရဲမဲ့တို့ကလည်းချောင်းကမမှာတင့်တင်ရောက်ပတ်တဲ့နေရာ၌အရန်သင့်နေကြတယ်။စုတ်ကလေးရဲ့တပ်မဘိုးဘာတို့ကတော့တခြားတစ်ဖက်မှာဓားလန်လက်နက်တွေဆွဲကင်ပြီးနေရာယူထားကြတယ်။ရထဘာလာစစ်သူကြီးကလည်းစုတ်ကလေးမင်းမြတ်စီးနှင်းမဲ့တိန်တော်မြင်းကြီးကိုကုန်းလေးခြေနှင်းကစအစင်မြေချောမွေဖို့အတွက်စီမံစစ်ဆေးနေတော့တယ်။နေ့နှစ်ဘိုးကျော်တမောင်းကြီးရောက်မှာအနုရာဓဟာတင်မထီ6ကဘာတက်စုရှိရာနေရာကနေနတ်မြင်းလိုအဆိုရှိတဲ့ခန်နီကလလမြင်းတော်ကိုစီးနှင်းပြီးလက်တစ်ဖက်ကအရိန်နမာလို့နာမည်ပေးထားတဲ့လန့်ရှည်ကိုဆွဲကင်ပြီးထွက်လာခဲ့တော့တယ်။ခလန်းလန်းကတိန်တော်မြင်းညိုကြီးကိုစီးပြီးသူ့စီတရွရွရှောက်လာနေတဲ့စုတ်ကလေးဘရင်ကိုလည်းအတိုင်းသာမြင်နေရတယ်။တစားနီးကပ်လာတော့မှအနုရာဓက
နောင်တော်ဘုရင်ကိုအကဲခတ်ကြည့်မိလိုက်တယ်။သူဘဝအရမှာလက်နဲ့လူသူစုဆောင်းရင်းစစ်ရေးစစ်ရာလေ့ကျင့်သင်ကြားနေရတဲ့9နှစ်တွင်နောင်တော်ဘုရင်ကတိတိသားသားအိုစာသွားခဲ့ပြီ။စုတ်ကလေးဘုရင်ကအနုရာဓရှိရာကိုတဖြည်းဖြည်းချက်ကပ်လာခဲ့တယ်။အဲဒီနောက်အနုရာဓကိုအထင်အမြင်သေးတဲ့ပုံစံနဲ့တစ်ချက်ပြုံးလိုက်တယ်။အနုရာဓကနောင်တော်ကအသူ့ရဲ့ကြည်သူဖြစ်တော့အရင်ထိုးတတ်ပါလို့ဆိုလာခဲ့တယ်။အဲ့လိုဆိုမှတော့စုတ်ကလေးဘုရင်ကမြင်းမော်မှာအသင့်ကန်ဆောင်လာတဲ့လန်ရှင်နဲ့အနုရာဓကိုလှမ်းထိုးတယ်။ရဲမဲ့ဘိုးဘမင်းပရိသတ်တွေကလည်းဩဘာသန်နေစူညံနေအောင်အားပေးချီးမွမ်းကြတယ်။ပကံမျိုးသူမျိုးသားတွေကလည်းကမ်းလုံးညွတ်မြလာရောက်အားပေးကြည့်ရှုကြတယ်။အနုရာဓကနောင်တော်ဘုရင်မြင်းတက်ကထိုးလိုက်တဲ့လှမ်းချက်ကိုမြင်းဆက်ကျိုးကိုအသာရဆွဲလိုက်ပြီးတိတ်ရှောင်တယ်။လှမ်းချက်ကမြင်းရဲ့ဥကောင်းကိုရှက်ထိသွားတယ်။မိမိရဲ့ထိုးနှက်ချက်လွဲသွားပြီလို့စုတ်ကလေးမင်းရုတ်တရက်သိလိုက်တယ်။ဒါပေမဲ့ပထမဆုံးလှမ်းချက်မှာပဲသူ့ဖို့နောက်ကျသွားခဲ့ပြီ။အနုရာဓဟာလင်မြန်တွက်လက်စားနဲ့ပဲသူ့ရဲ့ရိန်နမာလန်ရှင်နဲ့နောင်တော်စုတ်ကလေးရဲ့ရင်ဘတ်ကိုမှန်ပြီးထိုးနှက်လိုက်တယ်။လှမ်းချက်ကစုတ်ကလေးမင်းရဲ့လက်ဝဲဘက်ရင်ုံကိုဓာတ်ရိုက်ထိုးဝင်သွားခဲ့တယ်။စုတ်ကလေးမင်းဟာတုံတုံရီဖြစ်ပြီးအနုရာဓထိုးလိုက်တဲ့လန်ကိုဘဲလက်နဲ့စုပ်ကင်ထားတယ်။သူ့ရဲ့ရင်ဝမှာလည်းသွေးတွေကချင်းချင်းနီးနေခဲ့တယ်။အနုရာဓဟာလန်ကိုဆွဲမလုပ်ဖက်နဲ့မြင်းတက်ကနေပြီးစုတ်ကလေးကို6ကဘာစီကိုအသာယာခေါ်သွားခဲ့တယ်။အနုရာဓရဲ့ဘက်တော်သားရဲမဲ့ဘိုးဘွားတွေကလက်ကိုဩဘာတီးပြီးတော့ဝမ်းမြောက်ဝမ်းသာအော်ဟစ်ကြတယ်။စုတ်ကလေးဘုရင်ရဲ့ရဲမဲ့ဘိုးဘွားတွေကတော့သူတို့ရဲ့ဘုရင်မင်းမြတ်ကိုဝမ်းနဲ့ကြေခွဲသွားနဲ့ငေးမောကြည့်ရှုပြီးကြက်တီသေးနေကြတယ်။6ကဘာကိုရောက်တော့စုတ်ကလေးရဲ့တိန်တော်မြင့်ကရိမ့်ရိုင်ပြီးထိုးလဲသွားတယ်။စုတ်ကလေးမင်းဟာလည်းမြင့်မော်မှကြာပြီးတော့သွေးရိုင်အတွင်းမှာနတ်ရွာလွန်သွားခဲ့ပြီ။မင်းပရိသတ်အပေါင်းတွေကတော့အနုရာဓကိုတောင်းတောင်းပြပြကြိုးဆိုပြီးဩဘာပြုကြတယ်။ခယူတင်မှုတ်သူကမှုတ်တယ်။လက်ခုပ်လက်ဝါးတီးသူကတီးတယ်။နတ်ရွာစာမင်းစုတ်ကလေးရဲ့စစ်သူကြီးဖြစ်တဲ့ရထဘာလကပင်အနုရာဓရှိတော်မောက်ကိုရောက်ရှိပြီးဒူးထောက်ယူသည်ပြုတယ်။ပကံထင်းနှန်းကိုအနုရာဓမင်းဆက်ခံပါလို့မြစ်တာရက်ခံတယ်။မင်းပရိသတ်အပေါင်းကလည်းမင်းမြတ်နော်ထားလို့အနုရာဓကိုကောင်းကြီးပေးကြတယ်။အနော်ထာမင်းနန်းတက်ခဲ့ပြီ။အနော်ထာကမဟာရာဇသီရိအနုရုဒ္ဓဒေဝပွဲမြတ်ကိုခံပြီးဘုရင်မင်းမြတ်ရဲ့ဗိသိက်မင်္ဂလာပွဲကလည်းခမ်းနားထေဝါလာတယ်။အနုရာဓရွာကြီးကိုရွာသားအနေမှရရှိခဲ့တော့အနုရာဓမင်းသားလို့ထင်ရှားခဲ့ပေမဲ့ဓမ္မနာတို့ကတော့အနိရုဒ္ဓမင်းမြတ်လို့ခေါ်ကြတယ်။အနိရုဒ္ဓသာပါဠိဘာသာ၌မဆက်ခြင်းချင်းနှစ်သက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။အမှန်ပဲအနော်ထာမင်းမြတ်ဟာပြည်သူပြည်သားတို့နဲ့မဆက်ခြင်းတိုင်းသူပြည်သားတို့ရဲ့နှစ်သက်မြတ်နိုးခြင်းကိုခံရပါတယ်။ပြည်သူတွေရဲ့နှုတ်ဖျားမှာလည်းမင်းမြတ်အနော်ထာဆိုတဲ့အသုံးနှုန်းကတွင်ကျယ်နေခဲ့ပါပြီ။အနော်ထာမင်းကနိုင်ရမြန်မာထုံးတန်းဇင်လာနဲ့အညီမိဖုရားနှစ်ပါးကိုအခမ်းအနားနဲ့တင်မြှောက်ခဲ့ပါတယ်။အဲကမဟေတီဖြစ်တောင်ပြင်တဲ့မိဖုရားကြီးထို့နောက်မြောက်ပြင်တဲ့မိဖုရားတို့ဖြစ်ပါတယ်။နန္ဒဆက်ကာလမှာမိမိကိုယ်တော်တိုင်ပြုတ်လုပ်တဲ့ရွှွန့်စေတီမြေဖုရားပုံမှာဧသောဘဂဝါမဟာယာဇတေတိအနုရုဒ္ဓဒေဝဒေဝေနကတောဝိမုတ်တတံတဟတ်ထေနေဝတိဟူသောပါဠိဘာသာ၌ရေးထုတ်ခဲ့ပါတယ်။သောဘဂဝါထိုမြတ်စွာဘုရားကိုမဟာရာဇတေတိအနုရုဒ္ဓဒေဝေနကျက်သေးပြောင်းနှင့်ပြည့်စုံ၍တိုင်းသူပြည်သားတို့နှင့်မဆန့်ကျင်သောမင်းမြတ်သည်ဒိုတိမုတ်အနော်ထာမင်းမြတ်သည်ဝိမုတ်တထံနိဗ္ဗာန်ချမ်းသာအလို့ငါတဟတ်ထေနေဝတိမိမိလက်တော်တင်လာကတော်ပြုလိုအပ်၏လို့အထိပ္ပယ်ရပါတယ်။မင်းမြတ်အနော်ထာကနမ်းမရမီပကံမှုတနေရာမှာအတူတကလှုပ်ဝက်စာတစ္ဆာပြုကြတယ်ကလန်တန်ပြင်းနန်းတွေဘာတို့ကလည်းရခင်တစ္ဆာတော်ပြုကြတဲ့အတိုင်းမြောက်ပြင်တဲ့မိဖုရားဟောင်းကြီးကောင်းမှုတော်ကိုဖုရားအနိ၌ကြောက်စာတတိုင်းကိုအတူစိုက်ထူလိုက်ကြတယ်။ကြောက်စာမှာမင်းသားမင်းသမီးတန်မြင်ကလန်တစ္ဆာဒီဟာမြတ်စွာသောဘုရင်မင်းကြီးကို၎င်းသားတော်နော်ထာစောကို၎င်းတေချောင်းပြက်ချောင်းမကြံ၍တပြည်တွင်းသူကို၎င်းအရာတစ်ပါးနှင့်ပြည်သူတို့ကို၎င်းပြည်ရွာပြက်ချောင်းတလဲတစ်ပတ်မစုံမုံသားတော်မြေတော်အနွယ်တော်စင်တို့ကိုချီပစ်အံဤသို့သောတစ္ဆာချုပ်မှုကအပြစ်၈ပါးဒဏ်10ပါးရောက်စေ၏အလူအကျိုးမရလို့အပယ်၄ပါး၌ဖြစ်လို့၏ဟုရေးထိုးခဲ့ကြတယ်။ဒီချိန်ကနန်းကြပင်ဖြစ်ခဲ့တဲ့မင်းမြန်တော်ထားရဲ့ခမဲတော်ကြောင်းပြူမင်းကြီးကတော့သားတော်အတွက်ကောပြည်သူပြည်သားတို့အတွက်ကောများစွာနှစ်ထောင်အားရမိပါတယ်။သားတော်အနော်ထာမင်းမြတ်ကလည်းမင်းခံမင်းသားတွေစင်ကျင်းပါပြီးကျေးဇူးဆက်ပါတယ်။မဲတော်မြောက်ပြင်တဲ့မိဖုရားဟောင်းကြီးကတော့ပထမတော့တူတော်စုတ်ကလေးပြင်နဲ့ရဆန်ပြီးကြေကွဲတုံလုခဲ့ရပြီမဲ့အခုတော့သားတော်ရဲ့အနော်ထာအတွက်ဂုံယူမဆုံးရှိနေခဲ့ပြီ။အနော်ထာကနန္ဒဆာနေဒီမှာ
ခမဲတော်ရဲ့ကျောင်းသင်ခန်းစီအမြဲကြွားပါတယ်။မဲတော်ရဲ့ဆိုဆုံးမမှုကိုအမြဲခံတယ်။ဒါပေမဲ့သူကောင်းစွာဆက်တော်မခေါ်နိုင်ဘူး။နောင်တော်ဘုရင်ကိုစီးချင်းတိုက်ပွဲမှာလှုပ်ကြံမိတဲ့အတွက်အပြစ်ရှိတယ်ဆိုပြီးဖြေဖြောက်မရခဲ့ဘူး။တခါတည်းဒီအကြောင်းတွေကိုပြန်စည်းစားမိတိုင်းယူကျုံမရဖြစ်ခဲ့တယ်။အကမေဒီတောင်မြင်တဲ့မိဖုရားကြီးကသူ့ကိုနှစ်သိမ့်ရှာတယ်။ဒါပေမဲ့မတတ်နိုင်ခဲ့။အခြေအနေကဒီလိုပဲဖန်တီးလာခဲ့တာမဟုတ်ပါလား။တညဆက်တော်ခေါ်စဉ်မှာအိမ်မက်တစ်ခုကိုမက်မြင်တယ်။အိမ်မက်ထဲမှာတရားမင်းကအနော်ထာမင်းကိုစိုးလာခဲ့တယ်။နောင်တော်ကြီးကိုပြမမိတဲ့မကောင်းမှုတွေကိုခေါင်းမစေခြင်းနဲ့ဆိုရင်ကျောင်းဖျားစေရရေကန်ဆယ်မြောင်းလဲချောင်းများကိုများစွာစီရင်၍နောင်တော်အားအမျှပေးဝေပါလေ။အနော်ထာကအိတ်ဆက်ရာကလန့်နိုးလာတယ်။ကျွေးသူကျွေးပေါက်တွေပဲကြာလာတယ်။သူအကြီးအကျယ်တုံ့လောက်သွားမိတယ်။တူတော်ဘရင်ဆုံးမသွားကြောင်းသတင်းကြားစဉ်ကမေတော်မိဖုရားဟောင်းကြီးပုတ်တလူလည်းဆုံးမရှာပြီလို့အော်မြည်လျက်ရှိုက်ကြီးတင်ငယ်ငိုကြွေးတာကိုအမှတ်ရခဲ့ပြီ။မင်းမြတ်အနော်ထာကအိမ်မက်မြင်မဲ့ပြီးနောက်ပိုင်းမှာမူးမတ်ဘိုဘာတို့နဲ့မပြတ်တိုင်ပင်ပြီးမြမပြည်နဲ့ဖျားကူချောင်းတစောင်းဇရက်တွေကိုတီထားကိုခွေခဲ့တယ်။အဲဒီကနေဆယ်မြောင်းချောင်းကန်တွေကိုလည်းဆယ်တော်မူခဲ့တယ်။ကင်းသားဆယ်ငနိုင်တင်ဆယ်ပြောင်းပြဆယ်ကူမဲဆယ်တို့ကိုပန်းလောင်းမြင့်မှာ၎င်းနွားတက်ဆယ်ကွန်းစေးဆယ်ကူတော်ဆယ်တို့ကိုမက်ခေယမြင့်၌၎င်းဆယ်တော်မူခဲ့ပါတယ်။ထို့ပြင်လေကွင်း11ရွာကိုလည်းပြုစုခဲ့ပါတယ်။လေကွင်း11ရွာကပင်လေမြင့်မနာမြစ်သားမြင့်ကုံတိုင်ရမုံပနုံမက်ခေယတပြက်သာပြင်သောတမုတ်ဆိုးနဲ့ခုံလူရွာတို့ဖြစ်ကြပါတော့တယ်။ခမဲတော်ဘုရင်ကြီးကသားတော်နော်ထားအတွက်ပီတီဝမ်းမြောက်ဖြစ်နေခဲ့တယ်။အဲ့ဒီနောက်နောင်တော်စုတ်ကလေးဘုရင်ကိုထိနှမ်းမှာဖယ်ရှားပြီးချင်းမိမိကျောင်းသင်ခန်းသို့လာရောက်ပြီးမိမိကိုမင်းပြူဖို့အတွက်အနှူးညွတ်တောင်းပန်ရှာသောသားတော်ရဲ့ကျေးဇူးတည်တဲ့ပုံကိုလည်းချီးမွမ်းမဆုံးရှိပါတယ်။အသက်အရွယ်ကြီးရင်ပြီဆိုတော့ထိနှမ်းစည်းစိမ်ကမလိုအပ်တော့ကျောင်းပြမင်းကြီးဟာမိမိကျောင်းသင်ခန်းကိုလာရောက်ပို့ပေးထားတဲ့အဆောင်ရောင်မင်းခမ်းမင်းသားတွေပွဲတော်အုပ်တွေကိုကြည့်ပြီးမျက်ရည်ပင်လဲလာခဲ့တယ်။ဒီတစ်ချိန်တော့ဝမ်းမြောက်လို့ကြားတဲ့မျက်ရည်တွေပဲ။မင်းမြတ်အနော်ထာကဗုဒ္ဓဘာသာထွန်းကားပြန်မရေးအတွက်အစွမ်းကုန်ဆောင်ရွက်ကြိုးပမ်းသလိုဗြဟ္မဏအယူရှိသူတွေကိုလည်းမဆက်ကျင်သူတို့ကိုးကွယ်လျာကိုလွတ်လွတ်လပ်လပ်ကိုးကွယ်ယုံကြည်ခွင့်ပြုထားတယ်။အနော်ထာမင်းမြတ်ရဲ့လက်ခုလိုလွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကြောင့်ဗကံမြို့တော်မှာဟိန္ဒူဘုရားကျောင်းကြီးတစ်ဆောင်ပေါ်ပေါက်လာခဲ့တယ်။အဲဒီကျောင်းကြီးထဲမှာလဲလျောင်းနဲ့ရှိတဲ့ဗိတ္တနုနတ်ရုပ်ကြီးရှိတော့နတ်လျောင်းကျောင်းလို့ခေါ်ကြတယ်။သူတို့အယူဘာသာခေါ်အားဖြင့်တော့နာနာဒေစီပွင့်နာဂရအလဝါဘုရားကျောင်းလို့ဆိုကြတယ်။အတိတ်ဘယ်ကနိုင်ငံသီးသီးမှလာရောက်ကြသူတို့ဤဗိတ္တနုဘုရားကျောင်းလို့ဆိုပါတယ်။အနော်ထာမင်းဟာဗြဟ္မဏအယူကိုးကွယ်သူတွေရဲ့ဘာသာရေးကြီးကဲများကဘုရားကျောင်းတစ်ဆောင်စောက်လူကျောင်းလာရောက်လျှောက်ထားစဉ်ကပင်ဝမ်းမြောက်ဝမ်းသာခွင့်ပြုခဲ့တယ်။ဗြဟ္မဏအကြီးကဲတူဖြစ်သူတိရိကုသလဇေကရိယာပင်မင်းမြတ်အနော်ထာကဘုရားကျောင်းအတွက်မြေနေရာကိုပေးုံမကရွှေငွေကြောက်တံပရများအဖိုးအနက်ကထိုက်တဲ့ယတနာတွေကိုလည်းလှူဒန်းပေးခဲ့သေးတယ်။မင်းမြတ်အနော်ထာကမဟာဝိနာယကနတ်ကိုးကွယ်သူတွေတီဝနတ်ကိုးကွယ်သူတွေအိန္ဒိနတ်ကိုးကွယ်သူတွေနဲ့နဂါးကိုးကွယ်သူတွေကိုမဆန့်ကျင်လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားခဲ့တယ်။အချို့ဒေသဆိုင်ရာရိုးရနတ်ကိုးကွယ်သူတွေကိုလည်းမြန်မာအနှံ့ပြားမှာလွတ်လပ်စွာကိုးကွယ်စေခဲ့ပါတယ်။အိန္ဒိနတ်ကိုးကွယ်သူတွေကတော့ပိုပြီးများပါတယ်။အိန္ဒိနတ်ဆိုတာကတော့တကောင်းဒေသမှာဗပဲလောက်ကင်သူမောင်တင်တယ်တို့မောင်နှမနတ်တွေဖြစ်ကြပါတယ်။ဗပဲမောင်တင်တယ်ကခေါင်းအားကြီးမှတန်ဆွမ်းတော့တကောင်းမင်းကကြောက်လန့်စိုးရင်ပြီးလိုက်လံဖမ်းဆီးတယ်။အီမာမောင်တင်တယ်ကထွက်ပြေးလွတ်မြောက်သွားတယ်။တကောင်းမင်းကမောင်တင်တယ်ရဲ့နှမကိုမိဖုရားမြောက်ပြီးမောင်တင်တယ်ကိုလည်းမြို့တကြီးရာပေးမယ်လို့ဖျားအောင်သွေးဆောင်ခေါ်ယူပြီးဖိုကျင်ထိုးတပ်ပလိုက်တယ်။အဲ့ဒီကမိဖုရားကလည်းသူ့မောင်ကသူ့ကြောင့်တေးရတယ်ဆိုပြီးမိထဲကိုခုန်ချသွားတော့နတ်မောင်နှမလို့ပေါ်ပေါက်လာခဲ့တာပါ။တကောင်းမင်းကစကားပင်မနေတဲ့နတ်မောင်နှမကိုဖမ်းဆားလွန်းလာတယ်ဆိုပြီးစကားပင်ကိုအမျက်မှာတူးပြီးတော့အေယာဝတီမြစ်ကိုမျှောချလိုက်တယ်။ပကံကိုရောက်သွားတဲ့အခါတေးလေကြောင်မင်းကဆယ်ယူပြီးစကားတုံးကိုနတ်မောင်နှမရုပ်ထုထုပြီးပုတ်ပါတောင်မှာနှက်ကွန်းနဲ့ထားတယ်။မင်းမြန်တော်ထာမင်းသားဘွားကစကုလေးဘီရင်ကိုတွန်းလှန်ဖယ်ရှားနိုင်ရန်ပုတ်ပါရက်ကိုတွားရောက်ခိုးလွန်ပြီးလက်နဲ့လူသူစုယုံခဲ့စဉ်တုန်းကပုတ်ပါဒေသမမှာမဟာဂီရိနတ်မောင်နှမကိုကိုးကွယ်စည်းကပ်သူတွေအများပြားရှိကြောင်းသတိထားမိခဲ့တယ်။ခမဲတော်ကြောင့်ယူမင်းကြီးကလည်းပြည်သူပြည်သားအများမိမိတို့တပ်ဝင်ယုံကြည်ရာအယူဝါဒကိုလွတ်လပ်စွာကိုးကွယ်နိုင်စေဖို့အခွင့်အလမ်းရှိစေရမည်ဖြစ်ကြောင်းသားတော်နော်ထာမင်းမြတ်ကိုမပြတ်သတိပေးတယ်။နော်ထာမင်းမြတ်ကမပြတ်တကယ်တော့ခမဲတော်ထံကဆုံးမဩဝါဒတွေကိုနာယူလေးရှိခဲ့တယ်။နော်ထာမင်းကြီးနန်းတက်ပြီးသုံးတဲ့ကြားမှာတိရိပစ္စယမှာကြောင်းဆုပ်လုပ်ပြီးတော့
ခမဲတော်ကျောင်းပြူမင်းကြီးကိုရေဆက်ချလူတန်းစေတယ်။အဲ့ဒီအချိန်မှာကျောင်းပြူမင်းကြီးကအသက်80ကျော်အရွယ်အိုမင်းမစွမ်းရှိနေပြီ။မင်းကြီးကသားတော်နထာမင်းကပေးကမ်းတဲ့ရေကရကရေဆက်တွန်းချရင်းတင်ကြီးမဟာထေရှေ့မောင်မှကျောင်းတော်ကိုသာသနာလူငါလူတန်းခဲ့ပါတယ်။နောက်တစ်နှစ်မှာပဲတက်တော်84နှစ်အရွယ်ရှိပြီဖြစ်တဲ့ခမဲတော်ကျောင်းပြူမင်းကြီးဟာနတ်ရွာဆန်လွန်သွားခဲ့ပါတယ်။ခမဲတော်နတ်ရွာလွန်ပြီးနောက်တစ်နှစ်မှာမင်းမြန်တော်ထားရဲ့တောင်မြင်တဲ့မိဖုရားကြီးကနေသားတော်လေးတစ်ပါးဖွားမြင်ပါတယ်။နော်ထာမင်းမြတ်ကသားတော်လေးကိုအလွန်ချစ်ခင်ရှာတယ်။သားတော်လေးတစ်ပါးရတော့ခမဲတော်ရဲ့ကျေးဇူးစုစုကိုပုံမတန်းတာအမှတ်ရမိတယ်။သားတော်လေးကအဘွားဖြစ်သူမေတော်မြောက်ပြင်တဲ့မိဖုရားဟောင်းနဲ့အတူနေထိုင်လက်ရှိပြီးဤသို့ဤပုံရှိပေလိမ့်မည်လို့တွေးတော်ပြီးဆင်ခြင်မိတယ်။ပကံပြည်သူအများစုကတော့မင်းမြန်တော်ထားရဲ့နန်းလန်သားတော်လေးတစ်ပါးရပြီမို့ပကံမင်းမြန်နဲ့ထပ်တူထပ်မြောက်ဝမ်းမန်းတတာရှိခဲ့ကြတယ်။မင်းမြန်တော်ထားမှာတောင်မြင်တဲ့အခမေသည်မိဖုရားကြီးကသားတော်တစ်ပါးဖွားမြင်ပြီးမကြာမီကာလမှာမစ္စည်းမဒေတာဝေသာလီပြည်ကဝေသာလီမင်းကနေတမိကညာဆက်တာလူကြောင့်တမန်တော်များစေလွတ်ပြီးတော့အကြောင်းကြားလာတယ်။ဝေသာလီမင်းရဲ့သားတော်အင်ရှိစင်ပြူရှင်ကိုဝေသာလီမင်းကထိနှံဆက်ခံစေရမှာစင်ပြူရှင်နဲ့မိဖုရားတို့မှဖွားမြင်သူပြင်စကလျာဏီသတို့သမီးကိုအနော်ထာမင်းထံဆက်တာလာခြင်းဖြစ်ပါတယ်။သတို့သမီးလေးကိုဆောင်ချင်းယူလာဖို့ကအနော်ထာမင်းကအမတ်ရာဇဓမ္မန်ကိုဝေသာလီပြည်ကိုစေလွတ်ခဲ့တယ်။ရာဇဓမ္မန်ဟာဝေသာလီပြည်မှပြင်စကလျာဏီမင်းသမီးလေးကိုဆောင်ချင်းလာတော့လန်ခီမှာမင်းသမီးလေးရဲ့မာယာညွန့်ဝင်းကိုတက်ဆင်းမိခဲ့တယ်။ဤတဲ့ပကံပြည်ကိုရောက်တော့ခါရာဇဓမ္မန်ကမင်းသမီးလေးကိုထားရပြီးအနော်ထာမင်းမြတ်ထံဝင်ပြီးတော့ပြင်စကလျာဏီမင်းသမီးကဝေသာလီဘင်းရဲ့သမီးတော်အစစ်မှန်မဟုတ်ဘူးမင်းမူတန်သမီးရဲ့သမီးသားဖြစ်ကြောင်းနားတော်လျှောက်တယ်။အဲ့ဒီခါနော်ထာကဒေါသအမျက်ချောင်းချောင်းထွက်ပြီးဤမိန်းကလေးကိုပရိမရက်တို့ပို့စေဆိုပြီးမိန့်ပါတယ်။ဒီလိုနဲ့ရာဇဓမ္မန်ကပြင်စကလျာဏီမင်းသမီးလေးကိုပရိမရက်တို့ပို့ပေးပြီးတောင်သူကြီးတူထံအနံ့ထားပါတယ်။ပရိမတောင်သူကြီးရာထဲ၌နေထိုင်ရသူပြင်စကလျာဏီကိုရံပန်ရံကားဆိုသလိုရာဇဓမ္မန်ကလာရောက်တွေ့ဆုံတတ်ပါတယ်။အဲ့လိုတွေ့ဆုံတဲ့အခါတိုင်းလဲရောင်းရင်းဖြစ်တဲ့ထိလန်ရမှာတန်မြင့်ကြီးမဟာသမန်းကလိုအပ်တဲ့အကူအညီတွေကိုပေးရစမြဲဖြစ်တယ်။တခါတည်းမှာလဲရာဇဓမ္မန်ကထိလန်ကိုလိုက်သွားပြီးတန်မြင့်ကြီးမဟာသမန်းစီတို့ဝင်ပြီးမှနေပြည်တော်ကိုပြန်သွားတတ်တယ်။တန်မြင့်ကြီးမဟာသမန်းကလည်းထိလန်ရမှာအရေးပါအရာရောက်တဲ့ပုံကိုကြီးဖြစ်တယ်။တန်မြင့်ကြီးကတော်ကလည်းမူလကပဲကြွယ်ဝချမ်းသာတော့အုတ်ရှိချမ်းပိုင်ရှင်တထေးကြီးရဲ့သမီးလည်းဖြစ်ပါတယ်။တန်မြင့်ကြီးမဟာသမန်းမှာသားတော်တယောက်ထွန်းကားတယ်။အခုခါအသက်20ရွယ်ရှိဖြစ်တဲ့လူလင်ပြိုလေးကဖခင်ဖြစ်သူရဲ့ယာရုရရာကိုစက်ခံမှုအစနစ်ဖြစ်နေပြီးသူ့ကိုကလန်လူလင်လို့ဆိုကြတယ်။တချို့ကတော့ကလန်စစ်သားလို့ဆိုကြတယ်။ထိလန်တန်မြင့်ကြီးမဟာသမန်းကမင်းမြန်အနော်ထားမင်းသားဘဝသစ္စာပြုစဉ်ကပင်စစ်သူရဲ့ဖြစ်မိမိကိုအနံ့ထားသူပါ။သူ့ကိုဘရင်စစ်တဲ့တော်တူအဖြစ်အတိမတ်ပြုတ်ထားတယ်။ဖခင်ကိုအကြောင်းပြုပြီးကလန်လူလင်ကိုကလန်စစ်သားလို့ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ကလန်စစ်သားဟာအမတ်ကြီးရာဇဓမ္မန်နဲ့ပြင်စကလန်ယာနီတို့အဖြစ်ကိုကြားသိတဲ့အခါအလွန်တုန်လှုပ်သွားမိတယ်။မိန်းကလေးတူရဲ့မာကျော်ဝင်းကိုတက်ဆင်းခဲ့ရတဲ့အလျောက်မိမိဖြစ်ကိုဘရင်မင်းမြတ်သိရှိမိဆိုသဖြင့်ပရိမရတ်တို့ပုံချိုးကွယ်ချိုးလာနေရသည့်ရာဇဓမ္မန်ပေါ်မြည်တို့နားလည်ရပါမည်နီ။ဒီချိန်မှာကလန်စစ်သားဟာဖခင်ထီလန်တန်မြင့်ကြီးနဲ့အတူပြင်စကလျာနီနေထိုင်ရာပရိမတောင်သူကြီးရာထဲအတွင်းသို့ရောက်ရှိသွားခဲ့ပူပါတယ်။ထိုစဉ်ကအမတ်ကြီးရာဇဓမ္မန်၏တရင်စကားကိုတွားရောက်ပြောကြားစေခြင်းဖြစ်ပါတယ်။ပြင်စကလျာနီဟာကလန်စစ်သားနဲ့အသက်အရွယ်အပြင်များစွာကွာခြားတာတော့မဟုတ်ဘူး။ဒါပေမဲ့ဝေသာလီသူပြီးရုပ်ရည်ချုံမောတယ်အာဒံပြည်သူများနဲ့တကြိမ်တစ်ခါမှယင်းဤကျွမ်းမှုမရှိသေးတဲ့ကလန်စစ်သားဖို့ပြင်စကလျာနီနဲ့ပြောဆိုဆက်ဆံရတာအထူးအဆန်းဖြစ်နေပါတယ်။ဖခင်တန်မြင့်ကြီးကကလန်စစ်သားကိုအာဒံပြည်ခေါ်ကာမယူပတိုင်းအကြောင်းကိုရှင်းလင်းပြောကြားပါတယ်။နောက်ပိုင်းကလန်စစ်သားကဆယ်မြောက်တာတမန်လုပ်ငန်းတွေကြောင့်ပြင်စကလျာနီနဲ့ရာသဓမ္မန်တို့အကြောင်းဂယုမဆိုင်မိတော့ဘူး။ပြင်စကလျာနီကတားယောက်ျားလေးတယောက်ဖွားမြင်ကြောင်းတည်တဲ့တော့ကြားလိုက်တယ်။ထိလိုက်တွင်တန်မြင့်မဟာသမန်းကွယ်လွန်သွားတော့တားကလန်စစ်သားကိုတန်မြင့်ရာထူးဆက်ခံရတယ်။ဒါပေမဲ့တန်မြင့်အစ်ကလေးကိုအများကကလန်စစ်သားလို့ဆက်ပြီးခေါ်ဆိုကြတယ်။ကလန်စစ်သားကဖခင်ရဲ့ရရာကိုဆက်ခံပြီးတဲ့နေ့ရရွာသားရရွအတွက်အာသွန်ခေါ်ဆိုင်ဆောင်ရွက်တော့တယ်။သူကလည်းဖခင်တန်မြင့်ကြီးမဟာသမန်းကဲ့သို့ရသူရွာသားတွေကိုတရားသဖြင့်အုပ်ချုပ်တယ်။အမှုကိစ္စကြီးငယ်ဖြစ်သွားတော့အစစ်စစ်မင်းမြန်း၍အမိတ်ချမှတ်လင်လဲမျှမျှတတဆောင်ရွက်တယ်။အများအားဖြင့်တော့ဖခင်ကြီးရဲ့အစင်လာတိုင်းကြီးသူမြုငယ်အောင်ငယ်တဲ့မှုပပြောက်အောင်
ကြိုးပမ်းလှုပ်ဆောင်နေခဲ့တာပါကလန်စစ်သားဟာတန်မင်းကြီးယာရုကိုစက်ခံရရှိပြီးတဲ့နောက်မကြာခဏဆိုသလိုပကံမင်းနေပြီးတော့ကိုသွားရောက်ရတယ်ယခုလိုသွားရောက်ရတဲ့အခါ၌လည်းစာကြီးပိုးလေးစာမောင်များနဲ့၎င်းပြည်စိုးကိုရန်စသူတို့နဲ့၎င်းယင်းဒီကျွမ်းဝင်နေတဲ့သူဖြစ်ပါတယ်နန်းတွဲအမှုတိုင်းအများစုကသူ့ကိုချစ်ခင်ကြတယ်ဟူရာပြမနာတွေကလည်းတလီတစားရှိကြတယ်ကလန်တန်မြင်များကလည်းချိုမြကြီးသားနှုတ်ခွန်းဆက်တတ်ကြတယ်အမတ်ကြီးရထဘာလာကဆိုရင်သူ့ကိုထီးလန်ရှင်ကလေးလို့အမီနာမဝိတေတာခေါ်ဆိုခဲ့ပေတယ်ကျန်စစ်သားကဖခင်တန်ပြကြီးမဟာသမန်ကွယ်လွန်ပြီးနောက်ပိုင်းပရိမဘတ်တို့တစ်ခေါက်ထပ်ရောက်သေးတယ်အခုဒီချိန်တော့ပြင်စကလျာဏီမင်းသမီးလေးကိုမတွေ့ရတော့ပါဘူးမင်းသမီးကဝါရာတွင်သူ၏မျက်တစ်ဖက်ကိုထာပနာပြုကာဖျားတဆူတဲသွားကြောင်းသိရတယ်ပြင်စကလျာဏီဟာသူတို့အကြောင်းလိုက်မှန်စုံစမ်းနေသူမင်းချင်းလူလွင်တို့ရဲ့အန်ဒီယမဝေးရာကိုတားငယ်ကိုခေါ်ပြီးထွက်သွားပြီလို့ဆိုပါတယ်ကျန်စစ်သားကပရိမရက်တဲ့ဆွေမျိုးသားချင်းနဲ့တွေ့၍ရက်တန်ကြာသွားတယ်အဲ့လိုနေထိုင်စဉ်ပရိမရွာသူကြီးရဲ့သမီးဖြစ်သူနဲ့ဖူးစာဆုံခဲ့ရတယ်အဲ့ဒီပရိမရွာသူကြီးရဲ့သမီးကနောက်တစ်ချိန်မှာကျန်စစ်သားနဲ့တေတပံတရဆုံးလက်တွဲခဲ့သူအပေရတနာဖြစ်ပါတယ်ကျန်စစ်သားဟာအပေနာပေါ်မခွဲနိုင်မခွာရဖြစ်မိတော့လဲထီးလိုင်ကိုပြန်လာပြီးတော့ရွာသူကြီးဘူသူကြီးများနဲ့လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ရပြန်တယ်နောက်ပိုင်းမှာကျန်စစ်သားဟာအပေရတနာရှိရာပရိမကိုမကြာခဏသွားရောက်လေ့ရှိပါတော့တယ်မင်းမြတ်အနော်ထားနဲ့ကျန်စစ်သားတို့စုံစည်းပုံကလည်းစိတ်ဝင်စားစရာကောင်းလာတယ်ကျန်စစ်သားကမိမိဇာတိချင်းနှင်းမြင့်အောက်ဘက်ပရိမမှပြန်လာခြင်းမြစ်သားအရန်နာဆုံတွေ့ခဲ့ကြခြင်းဖြစ်ပါတယ်ကျန်စစ်သားကကင်းနာဆယ်နဲ့ငနိုင်ဆယ်များဖို့လို့စင်ကထီလိုင်တွေကိုအုပ်ချုပ်သူကလန်တူးဖြစ်ရသူရွာသားများကိုဥဆောင်ကလှုပ်အားပေးကြီးကြပ်ခဲ့သူဖြစ်ပါတယ်အဲတုန်းကကင်းနာဆယ်နဲ့ငနိုင်သေးဆယ်များကိုအနော်ထားမင်းမြတ်ကိုတိုင်တိုင်လှည့်လည်ကြည့်ရှုခဲ့ပါသေးတယ်ဘင်းမင်းမြတ်ကဆယ်ဖို့နေရာသို့လှည့်လာရင်ကျန်စစ်သားကိုအားပေးချီးမွမ်းစကားဆိုခဲ့သေးတယ်အနီးမှာလိုက်ပါလာသူရထဘာလာအမတ်ကြီးကကျန်စစ်သားကိုထီလိုင်ရမှတံပြင်ကလေးဖြစ်ကြောင်းဘရင်မင်းမြတ်ကိုရှောက်တင်ခဲ့တယ်အဲဒီတုန်းကဘရင်မင်းမြတ်အနေနဲ့နယ်မြေဒေသအသီးသီးကကလန်တံပြင်တွေကိုတဦးချင်းတစ်ဖွဲ့ချင်းအားပေးစကားပြောခဲ့တော့ထူးဆန်းတာတော့မဟုတ်ဘူးဒါပေမဲ့နောက်ချိန်ဆုံစည်းခဲ့ရတာကတော့ကျန်စစ်သားဖို့မှတ်မှတ်ရရရှိလာတယ်ကျန်စစ်သားဟာပကံပြည်တော်ကိုရောက်တော့ရောက်ခိုက်တူရင်တောင်ထက်ကိုတက်ပြီးစောရဟန်းဘရင်ရဲ့ကောင်းမှုတိမ်တော်နဲ့ဖျားပထိုးစေတီတို့တွားရောက်ဖူးမြော်တယ်ပထိုးတော်ကိုဖူးမြော်ပြီးတူရင်တောင်ထက်ကနေတောင်ကြီးကဘာစီကို၎င်းခလန်လန်းမှာပကံမင်းနေပြည်တော်ကို၎င်းရှုမြော်ငေးမောနေမိတယ်ပုပ်ပါစောရဟန်းရဲ့တိမ်တော်ကပျက်စီးယိုယွင်းစွာပြုပြီးကျန်စစ်သားကတူရင်တောင်ထက်ကနေလူသားလန်းလေးအတိုင်းတမျောတခေါ်ရှုကြည့်မိပြန်တယ်တူရင်တောင်ကြီးက6တွေ့နေတယ်တပည့်ကြီးငယ်တို့ကလည်းအယိုးအပြိုင်ပြိုင်ဖြစ်နေတယ်ကျန်စစ်သားကဤရှိုကြီးကိုတစ်ဖက်ဆယ်ကန်လှုပ်ပြီးရေတိုးလောင်လင်ကောင်းမယ်လို့ကြံစီမိတယ်ဤသို့ဆိုရင်တူရီတောင်ကြီးအနီးဝန်းကျင်၌အမဲထောင်စဉ်စိန်လန်းဆူပြေနေလိမ့်မယ်ရေတိုးလောင်မို့ကလည်းတိတ်ခင်းနေတာတော့မဟုတ်ဘူးတူရင်တောင်နောက်ကျောစီမှာစီးစင်းနေတဲ့တောင်ကျချောင်းလေးကိုလူအင်ကစီးလုံးညစ်စွာနဲ့ပိတ်ဆို့တာဖို့ပေးုံပဲရှိပါတယ်ကျန်စစ်သားကအတွေးရင်ကျော်မှာနေမျောနေစဉ်အသက်40ခန်းဝန်းကျင်ရှိပြီဖြစ်တဲ့သူတို့ကတိမ်တော်နောက်မှာရုတ်တရက်ထွက်ပေါ်လာတယ်အဲဒီလူကနှကမ်းမွေးထူထူအသားညိုညိုနဲ့ယောက်ျားပေးသားတဲ့အစင်းတရံရှိတယ်နားမှာလည်းနှထောင်းစုံကိုပန်ထားသေးတယ်အဲ့ဒါအပြင်ရောင်တရုံးကိုလည်းတေသက်စွာထုံထောင်ထားတယ်ထို့သူကကျန်စစ်သားတူရဲ့ထိုင်နေရာကိုဥတီလျှောက်လာကရီရီမုံမုံနှုတ်ဆက်လိုက်တယ်ကျန်စစ်သားကလည်းအလိုက်တဲ့ပြန်လဲနှုတ်ဆက်လိုက်တယ်ကျန်စစ်သားကထိုသူကိုမြင်မှုတလူလိုစိတ်ထဲမှာမှတ်လိုက်တယ်ဒါပေမဲ့ဘယ်နေရာဘယ်ရမှာတော့မသိပရိမလောပနံဘက်လောမသေးခွဲတော့ဘူးအဲ့လူကကျန်စစ်သားကိုအဘဲကိုငေးပြီးအဘဲအကြောင်းတွေးနေပါလေလို့မေးခွန်းထုတ်တယ်ကျန်စစ်သားကလည်းသူ့စိတ်ထဲဖြစ်ပေါ်နေတဲ့အတိုင်းတူရင်တောင်ကြီးမှတောင်ကျချောင်းလေးကိုတစ်ဖက်ဆယ်ကန်ဆောက်လုပ်ပြီးရေတိုးလောင်ထားရရင်အနည်းနာဝန်းကျင်မှာစိန်လန်းဆူပြေလာမယ်လို့ပြောလိုက်တယ်ကျန်စစ်သားနဲ့ထိုသူတို့စကားလက်ဆောင်ကြနေစဉ်အတွင်းကျောက်ဝတ်တန်းသားဝတ်ဆင်ထားတဲ့မင်းမှုတန်းတို့ရောက်လာတယ်သူတို့ကိုကြည့်ရတာလဲရေးကြီးတုတ်ပြရှိလာတယ်သူတို့ထဲကအကြီးကဲဖြစ်ရန်တူသူကထိုသူကိုလက်အုပ်ချေယူသည်ပြုလျက်ကျန်စစ်သားပေါ်ကြားတကောင်လိုဟိဟောင်နေတော့တယ်အဲဒီနောက်သူ့ရဲ့မင်းချင်းများကိုကျန်စစ်သားကိုဝေးကိုခေါ်သွားဖို့မိန့်ကြားလိုက်တယ်သူတို့ပြောဆိုနေတဲ့ကြားမှာကျန်စစ်သားနဲ့စကားလက်ဆောင်ကြခဲ့သူမှာမင်းမြန်တော်ထာမှန်ကျန်စစ်သားတီးတော်တယ်ထို့ကြောင့်ပဲသူ့ရဲ့စိတ်ထဲမှာမြင်မှုတလူလိုရှိနေခြင်းဖြစ်ပါတယ်မင်းမြန်တော်တာကသူ့ရဲ့မင်းချင်းတွေကိုလက်ဝါးကာပြလိုက်တယ်အကြီးကဲလောက်ဟန်တူကလည်း
ဘယင်မင်းမြတ်ကိုလက်အုပ်ချပြီးအယိုသေးပြုတ်ပြီးတော့မင်းချင်းတွေကိုအဝေးကိုထွက်သွားဖို့အမိန်ပေးလိုက်တယ်။မကြာမီအဲ့ဒီနေရာကိုရထဘာလအမတ်ကြီးရောက်လာပါတော့တယ်။အမတ်ကြီးကကျန်စစ်သားကိုမြင်လိုက်တာနဲ့ထိလန်ရှမ်းမလားလို့နှုတ်ဆက်လိုက်တယ်။ကျန်စစ်သားကလည်းဘယင်မင်းမြတ်ကို၎င်းအမတ်ကြီးကို၎င်းအယိုသေးပြုတ်လိုက်တယ်။အမတ်ကြီးကကျန်စစ်သားဟာထိလန်တံပြန်မဟာသမန်း၏သားဖြစ်ကြောင်းလက်ယုံကြီးနှလုံးကြီးပြည့်စုံပြီးရက်ရွာသားရကြီးကိုအမြဲအလေးပြုဂရုထားသူဖြစ်ကြောင်းဘယင်မင်းမြတ်ကိုရှောက်ထားလိုက်တယ်။မင်းမြတ်တော်ထားကလည်းကြံစစ်သားရဲ့ကြောကိုပုတ်ပြီးအဖိုးနဲ့ခထိုက်တော်သူဖြစ်ပါတကားလို့ချီးမွမ်းစကားဆိုတော်မူခဲ့တယ်။ကြံစစ်သားကြားတကောင်ကဲ့သို့ဟိရောက်ခဲ့သူမင်းချင်းတို့အကြီးကဲကခလန်းလန်းမှာရိုးရိုးလေးထိုင်နေတာကိုတွေ့ရတယ်။မင်းမြတ်တော်ထားကကြံစစ်သားရဲ့တူရီတောင်ကြီးတစ်ဖက်စကန်လုံးမီစိတ်ကူးကိုရထဘာလအမတ်ကြီးကိုပြောပြပြီးချီးမွမ်းလိုက်တယ်။ရထဘာလအမတ်ကြီးကလည်းအလွန်ပင်တင့်မြတ်လောကန်လာပါလားကြောင်းဘယင်မင်းမြတ်ကိုပြန်လည်လျှောက်ထားလိုက်တယ်။တိတ်မကြခင်မှာပဲဘယင်မင်းမြတ်ကစောရန်တိန်တော်ကနေပကံမင်းနေပြည်တော်စီကိုပြန်လည်ကြွရောက်ခဲ့ပါတော့တယ်။ကျန်စစ်သားကတွင်ရင်တောင်တော်မှပထိုးစီတော်ကိုဝတ်ပြုပြီးတောင်ကြီးတို့သွားတဲ့လူသွားလမ်းလေးတိုင်းပြန်ဆင်းလာခဲ့တယ်။အဲဒီနောက်ပကံမြို့တော်အတွင်းမှာရှိတဲ့ခက်တာတဲခိုရာတရဘာတကားမှုရဲ့ဆိုင်အိမ်ကိုပြန်လာခဲ့တော့တယ်။အပြန်လန်းကြီးတစ်လျှောက်မှာတော့အနော်ထာမင်းမြတ်ရဲ့ပြည်သူတွေပေါ်သဘောထားကြီးစွာဆက်ဆံတတ်ပုံတနာကျင်နာတတ်ပုံကိုတွေ့တော်ရင်ဝမ်းမြောက်ပီတိဖြစ်ရတော့တယ်။ကျန်စစ်သားဟာပကံနေပြည်တော်ဝင်ပြောင်းတဲ့အခါမိတ်ဆွေဖြစ်တဲ့တကားမှုကိုတူရင်တောင်စောရဟန်တိန်တော်၌ဘယင်မင်းမြတ်နဲ့စကားလက်ဆောင်ကြခဲ့ပုံကိုပြန်ပြောင်းပြောမိတယ်။ထို့နောက်သူဟာလည်းအဖိုးအနှက်ကထိုက်တော်သူလို့အတိမတ်ပြုမိတ်ဆွေသွားကြောင်းကိုလည်းပြောလိုက်မိတယ်။မိတ်ဆွေဖြစ်တဲ့တရဘာတကားမှုကကျန်စစ်သားကြီးကတရင်တွေကိုကြားတဲ့အခါမိတ်ဆွေကျန်စစ်သားတွေများစွာဝမ်းမြောက်ကိုယူပြီးကျန်စစ်သားကိုပွေ့ဖွက်လောက်ခါလိုက်တော့တယ်။ကျန်စစ်သားကပကံနေပြည်တော်မှာခွန်တော်များကိုတရားတပောင်အမှုခင်းဆိုင်ရာကိစ္စများဆိုင်ရာမင်းမှုတန်းအရာကြီးများနဲ့ဆွေးနွေးနှီးနှောဖတယ်ပြီးနောက်မြင်းစည်းပြီးတော့ထီးလိုင်ကိုပြန်ခဲ့တယ်။လန်ခီမြောင်းတော်မှာဖခင်ရဲ့အကိုဖြစ်သူဦးကြီးတော်ထံဝင်ရောက်ပြီးတာเจ้าမာเจ้าမေးမြန်းခဲ့ရသေးတယ်။နောက်နေ့ဆွမ်းခံဝင်ချိန်မှာထီးလိုင်ကိုပြန်ရောက်လာတော့တယ်။ထီးလိုင်ရွာထဲဝင်လိုက်တာနဲ့ထီးလိုင်ရွာသူကြီးနဲ့ရက်ရွာလူကြီးတို့ကကြံစစ်သားကိုဝမ်းသာအဲလဲစီကြကြတယ်။အဲဒီနောက်နေပြည်တော်မှာအကြောင်းကိစ္စဝါကိုလည်းမေးမြန်းကြတယ်။ကြံစစ်သားကပကံမင်းကြီးနဲ့တရင်နီစကားလက်ဆောင်ကြခဲ့ပုံကအစပြန်ပြောပြလိုက်တယ်။ထီးလိုင်ရွာသူကြီးနဲ့နားထောင်နေသူရက်ရွာလူကြီးတို့ကကြံစစ်သားကိုကောင်းကြီးဩဘာပေးကြတယ်။မိမိတို့ထီးလိုင်ရဲ့အကြီးကဲတူကအုတ်ဆောင်ဘယင်မင်းမြန်နဲ့တွေ့ဆုံရင်းနှီးခဲ့ရတာအမှန်တကယ်ဂုဏ်ယူပဲကောင်းလာပါတယ်။ရက်တဲ့တစ်ပတ်အကြာမှာတော့ပကံနေပြည်တော်မှာထီးလိုင်တို့စာကျွန်တော်ရောက်ရှိလာပါတော့တယ်။ကျန်စစ်သားကိုပကံနေပြည်တော်သို့လာရောက်အမှုထမ်းရမည်ဖြစ်ကြောင်းလက်လက်သွားသောထီးလိုင်တမ်းမြေရာလူနေရာကိုထီးလိုင်ရွာတကြီးအားယာယီခဏများခန့်လိုက်ပါကြောင်းကျန်စစ်သားဟာနေပြည်တော်မှမြင်းတယ်တော်များလာရောက်ပေးပို့တဲ့စာကျွန်လာကိုဖတ်ရှုကာဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့တယ်။ကျန်စစ်သားကဲ့သို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြသူတွေကတော့ထီးလိုင်ရွာသူကြီးနဲ့ရရလူကြီးတွေသာမကထီးလိုင်နေမှာနေကြတဲ့အသက်အားလုံးတို့ဖြစ်ကြပါတော့တယ်။သူတို့ကထီးလိုင်ရင်လို့အော်ဟစ်မြည်ကြွေးပြီးကျန်စစ်သားတွေဂုံယူမစုံရှိကြတယ်။ဒီသတင်းကိုကြားသိရတော့ကျန်စစ်သားနဲ့မြစ်တာမျှနေတဲ့ပရိမတကြီးရဲ့သမီးမိမ့်မပြိုလေးကလည်းများစွာဝမ်းမြောက်နေရှာပေးလိမ့်မယ်။တကြီးရွယ်ဦးတို့ကတော့ကျန်စစ်သားကိုထီးလိုင်မှထွက်ခွာတော့မယ်ဆိုတော့ဝမ်းနဲ့ဝမ်းသာရှိကြတယ်။ကျန်စစ်သားအမှန်တကယ်မင်းနေပြီးတော့ထွက်ခွာရတဲ့အခါတကြီးရွယ်ဦးတွေကမျက်ရည်မစဲနိုင်ကြဘူး။သူတို့ကထီးလိုင်ရှင်ကိုတန်ပင်ကြီးမဟာသမိုင်းရဲ့လက်ထက်ငယ်စဉ်တောင်ကြီးကလေးဘွားတွေကတန်ရောစံတွေ့ခဲ့သူတွေပါ။ဘာပဲဖြစ်ဖြစ်အားလုံးကတော့ထီးလိုင်ရှင်ကျန်စစ်သားတွေဂုံယူမိကြပါတယ်။ထီးလိုင်ရှင်ကတော့ဘရင်ထံမှအနိကအမှုတော်တန်းတူဖြစ်ခန့်အပ်ခံခဲ့ရပါပြီ။နားဆင်ခံစားပေးကြတဲ့စာချစ်သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။လာမယ့်ဘက်ဒီမှာလည်းဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖို့လာရောက်နားဆင်အားပေးကြပါအောင်လို့လေးစားစွာဖြင့်ဖိတ်မှန်တကားပြုပါတယ်။နားဆင်အားပေးကြတဲ့စာချစ်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။